ဗီဒီယိုလေးနဲ့အာဘီပေးပါလားမမဆိုလို့ဘသူလဲကြည့်ပါတယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း300လောက်တည်းကကျမနဲ့ကြိုက်ခဲ့တဲ့ကျမရဲ့မောင်လေးသူတို့ကတော့အဲ့ဒီကိစ္စကိုရေးဆက်ပြောမယ်နော်မောင်လေးမရှိတော့မမဘဝဒီမှာတို့လားသူများရဲ့ရီးစားနဲ့လာချိန်တွေ့တာကိုကလာပြီးစောင့်ပေးရတဲ့ဘဝလေးတကယ်လို့ဒီဗီဒီယိုလေးကိုမြင်နေဆိုရင်ရောက်ရရက်ကနေမမနာကိုလာခဲ့ပါလွန်ခဲ့တဲ့နှစ်300လောက်ကမမမောင်လေးကိုစောင့်နေတာပေါ့နော်အရန်လဲဘယ်လိုပြောရမလဲအဲ့ချိန်တည်းကလေမောင်လေးကိုလွမ်းနေခဲ့တာအခုချိန်ဒီလွမ်းနေတာထောင်မောင်လေးမသိပါဘူးမမတငယ်ချင်းတွေကတော့ဒီမှာတွေ့တာသူများရဲ့ရီးစားနဲ့လာတွေ့ကိုအဲ့လိုပေါ်လိုက်ခဲ့ပေးရတာမောင်ဗီဒီယိုနဲ့ RP ပြန်ပေးဆိုလို့တာပြောနေရတာအမှန်တိုင်းဆိုရင်မောင်မဘေးနာမှာရှိတင်တာသိလားနင်တော့ပြီးပြီလားအေးဆက်ပြောမြင်မြင်လာခဲ့နော်ရကနေလာခဲ့လွယ်နေတဲ့ကိုအောင်ထက်ရဲ့တဘာဝနဲ့စမယ်ရောက်တော့လေဘူးလေဟိုတော့ Oh my god လေကြီး Oh my god ကြာလေကြီးအမေတို့ကတော့ဒီလိုမှကြည့်မယ်ဟိုစိတ်ကနေတော့ကိုယ်ကတော့ဒိုးကြည့်လာဒိုးကြည့်လာဒီလိုကတော့ Oh my god လေကြီး Oh my god Oh my god တိုင်းကြီး Oh my god ဟောပြီဘုံသားကတော့ဟိုကတော့ဝဲโอ้เขาตายသူများဈေးဝယ်တော့အခါမိမိဈေးဝယ်တော့အခါเนี่ยဒီသပင်းလေးဆိုတော့ကမလို့တွေ့လားပြောဒီညတော့နင်းအားကိုနေငါဘယ်ညာအားကိုရမလဲတခြားလုံးမဲ့လေးမမနင်းတခြားလုံးညာကြည့်အောင်ဘယ်နှရောက်ရှိနေငါသမီးအခုနေ့ဒီပုံမကြတယ်တငယ်ချင်းရယ်ကလေးတွေပဲအဲ့လိုမပြောပါနဲ့လာညီမကြီးလာအမကိုခေါင်းလေးပဲလာဖိလိုက်လားအမမလုပ်နဲ့ပဲဖိခေါင်းလေးဟဲ့နင်းဘာလို့လုပ်တာလဲဘာလို့လုပ်တာဟမ်ခေါင်းလေးဖိတော့နင်းတခြားမဖိတော့ဘူးလားဟမ်ပါနင်းလည်းမသိဘူးခုတည်းခဏလိုက်ငါရှာနေဟောလာလိုဟာလည်းမသိဘူးကဲတငယ်ချင်းရယ်ခလေးတွေနှင်းနေတာလောက်ပါဒီစားမပဲနေမလဲကစိတ်ကြောင်လာလောက်တယ်ဘာလဲပြန်လို့အဲ့ဒါလည်းတော့ပတ်လေးပေါ်လာဘူးဟောရိုင်းနေဒါပြီးတော့ထားရမယ်ဝိုင်းရတကမှ4နှစ်ပဲရှိတယ်အဲ့အတွက်ပြီးလို့ရနော်မမနွိုင်းလားမမနွိုင်းမိနွိုင်းတင်ကြည့်နေလို့နွိုင်းခေါင်းနေခေါင်းနေဟေးဟေးအရင်ခေါင်းနေမမလားလို့ပါလေကောင်းဟုတ်ကဲ့ဒီလိုဟဲ့ဘိုင်းကြီးလိုက်ဘာဖြစ်လာလဲခေါက်ပြခေါင်းဟဲ့ငါဒီလိုနေမယ်မောက်ကြခေါင်းနေဒီကမှရကုန်ပြီလက်ခေါင်းကလေးအဲ့ငါခေါင်းလေအဲ့ကမငါဘောထူချာတော့နာแต่ဟိုဘက်တော့ဒီဘက်တော့ခေါင်းမယ်သူတို့1 2 3 go ဘာလဲပြန်လို့အဲ့ဒါလည်းတော့ပတ်လေးပေါ်လာဘူးပြောလိုက်ဘယ်မှာလူကောင်းရဲ့သောက်ကိုရိုက်တယ်ပဲကောင်းပါလေ
ရဲ့ဟိုတိုင်ဗီဒီယိုလေးလာမယ်ဆိုရင်ကျမတို့ရဲ့ ဘာလို့လင်းဆိုင်မသိဘူးရေလွတ်မီလွတ် ဟုတ်တယ်ဒီဆိုင်ကိုလာခဲ့ဖို့လည်းပြောပါဦး အောင်ချိုင်းဆိုင်မှာလက်စား ဘာသာမှာ ကြိုက်တာစားโอเค thank you ရောက်ပြီဆိုရင်အောင်ချိုင်းဖုန်းဆက်လိုက်အောင်ချိုင်းရှိနေမယ်အရန်ချီရတော့ကလေးတွေရောက်တယ်နှစ်တိုင်းလာဒီစင်မှာလာမယ်ဒီစင်မှာရောက်ဒီစင်မှာ oh my god ဒီစင်မှာ amazing အခုပေါ့နော်တိုက်ကြီးရောတောင်မှာရှိရကိုချဲဆိုင်မှာပေါ့ဝမ်ဝါကွယ်ဝမ်ဝါကွယ်ဝမ်ဝါကွယ်ကောင်းစားသွားရင် brain ချောင်းမဲတင်းမြင်စကားမဲနားချောင်းကွယ်တင်းမြင်မပါရင်မဖြစ်ဘူးချစ်တဲ့ကကျွတ်ပြီးဘဝထဲမှာလောကကြီးကိုအော်ကပြောတင်းမြင်ပြီးမှပြရမှာဒေါသတွေကိုရှောင်ဖို့စနာမစိုးနဲ့ကကျွတ်ပြီးရဲ့အောက်ကလူကိုနိုင်နာမျိုးနဲ့တပါမပြနဲ့အောက်ပါတယ်ကိုယ်သိခါကိုပြမလူနဲ့တပည့်မကောင်းရင်ဆရာကောင်းမဲလမ်းကွေးကောင်းရင်တော့တိုင်းသွားမိရမလို့ရှင်နာလေ 1 2 3 go ကမယ်အဲ့ကိုတွေးကြီးကိုတွေးကြီးကိုတွေးကိုတွေးကိုတွေးကြီးအဲ့ကိုတွေးကြီးကိုတွေးကြီးကိုတွေးကိုတွေးကိုတွေးကြီးအဲ့ကိုတွေးကြီးကိုတွေးကြီးကိုတွေးကိုတွေးကိုတွေးကြီးအဲ့ကိုတွေးကြီးကိုတွေးကြီးကိုတွေးကိုတွေးကိုတွေးကြီးအမိုက် တားကြပါသေးတယ်တဲ့တငယ်ချင်းတွေကဘလို့တားရလဲ မလွတ်ပါနဲ့မလွတ်ပါနဲ့ဟိုးစောမလွတ်ပါနဲ့ဘူဂျွန်ဘူဂျွန်ဘူဂျွန်ဘူ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  ဒါသူရဲ့ဒါတိုင်းရဲ့ပထမပတ်ဆိုင်တကွာလေးတောက်ပြီးတော့တကွာလေးတောက်ပြီးဘယ်လိုဖြစ်သွားတာဘယ်လိုဖြစ်မလေးရှာ ခဏသူတို့က test လောက်ခိုင်းနေကွယ်ကိုစက်တက်ခိုင်းတာပေါ့နော်ကိုအနေနဲ့ဒါထိုင်းယူဘဝမှာဒါပါထိုင်းယူပါအချိုပြင်း ချိုပြင်း ချိုပြင်းဆိုတဲ့တိတ်ပဲဆိုတာဘာမှမပြောထားဘူး ချိုလေးပြင်းပြင်းလေးပေါ့ ထိုင်းရအစစ်စစ်မူလာလဟောင်ထိုင်းရအဲ့ထိုင်းရကိုကွာ test လောက်ကမယ်ပေါ့နော်ပထမဆုံးကိုတောက်ခိုင်းတာကိုသူတို့ကဖြက်စီးရပါ အဲ့ပါကွာလည်းပြည့်စည်ခံလိုက်တယ်ကြည်ကြည်ပြ ခံလိုက်တယ်ရဲလည်းမတောက်ဘူးထိုင်းရလည်းမတောက်ဘူး taste လေးနည်းနည်းလောက်ပါဆိုကွာ vlogger လောက်မှာလေအတွက်ကြာလေးကိုအရသာလေးခံကြည့်မယ် ဒါတော့နိုင်ငံခြားခရီးစဉ်တွေသွားမှာဆိုတော့ဟာလား ခဏခဏ နည်းနည်းလေးပေါ့ ယူနေတောက်တာမဟုတ်ပါဘူး ဟဲ့လို့မငါစင်ကုန်ပြီ ထိုင်းရဆိုတာ free coffee လေး ဘယ်သူများတောက်တယ်ဒီတော့ကုန်တော့သူ့မှာတကုံတောက်ဖို့ဒီရှမ်းပြည်မှာကော်ဖီတောက်နေတယ်လို့ပြောပါအဖြစ်တာလဲလားစပ်ဖို့တမိတ်တာ နီးစားမရအောင် ဘာ ညံခဏနိုင်ရိတ်တော့တော့ကြောင် နောက်တော့တက်လိုက်ပါနောက်တော့လားမကြိုက်ဘူးမကြိုက်ဘူး နောက်မှပြောနေရ မကြိုက်ဘူးရှေ့ခိုင်းတော့မကြိုက်ဘူးကျွန်မမကြိုက်ဘူးအမီလေးအမီလေးဒါတော့ဒါပထမဆုံးစတင်ပေါ့နော်ဘဝပြက်ပြီပေါ့ ကျမတို့ပြည့်စည်နေဒီဘက်မှာညမှာ record တင်တာ ကုန်လို့ record ဒီအဖွဲသားတွေပေါ့ ကားရတောက်တာပြည့်စည်ရသူတွေပါရှင် တကယ်တော့ထပ်တောက်လိုက်ပါဦး မဘွားမှာတိုင်းဆိုတာဗာမဲမသိဘူးခုတော့တောက်တက်သွား ကောင်းတယ်နော်တောက်ကြည့်တော့လေအဝင်ကောင်းတာပဲမစိုးကောင်းတယ် ကောင်းစားသွားရင် brain ချောင်းမဲတင်းမြင်စကားမဲနားချောင်းကွယ်တင်းမြင်မပါရင်မဖြစ်ဘူးချစ်တဲ့ကကျွတ်ပြီးဘဝထဲမှာလောကကြီးကိုအော်ကပြောတင်းမြင်ပြီးမှပြရမှာ ဒီမှာတော့လက်ဆောင်လေးပို့ပေးလိုက်လို့ပါရှင်တောက်ပန့်ခြင်းရဲ့လှုပ်ဝက်ချက်ဆိုပြီးတော့ဝိုင်းကိုလက်ဆောင်လေးပို့ပေးလိုက်ပါတယ်ဘသူကပို့ပေးလိုက်ဆိုတော့ဟောဒီမှာဖွင့်ပြပါမယ်ရှင်ဟောဒီမှာပါဘသူကပို့ပေးလိုက်လဲဆိုတော့ဝိုင်းပြပါမယ်မင်္ဂလာပါတယောကမွန်ကောင်းရှော့အနေပြီးတော့ဝိုင်းကိုလက်ဆောင်လေးပို့ပေးလိုက်တာပါရှင်မင်္ဂလာပါတယောကမွန်ကောင်းရှော့အနေဝိုင်းဘာလေးလက်ဆောင်ထည့်ပေးလိုက်လဲဆိုတော့ဟောဒီမှာမင်္ဂလာပါဖန်ကွက်လေးတစ်ခွက်ပါမယ်ပြီးတော့ဒါလေးကမျက်နှာတုပ်လေးထည့်မယ်မျက်နှာတုပ်လေးပါမယ်ပြီးရင်ဟောဒီမှာမင်္ဂလာပါတယောကမွန်လက်ပွင့်ကံပွင့်ကောင်းရှော့ကြီးပေါ့နော်အဲ့ဟာလေးပါမယ်ဒါလေးကတော့အထုပ်လေးပေါ့နော်အထုပ်လေးပါမယ်ပြီးတော့ခေါင်းလျှော်ရည်ဘူးလေးပေါ့နော်
ဒါလေးကတော့ဘူးလေးဒါလေးကအရင်တုန်းကထွက်တယ်လို့တော့ပြောတယ်မင်္ဂလာပါတရောကမွန်ကောင်းရှော့ရနေပြီးထွက်တယ်ပေါ့နော်ဒါလေးကတော့ဘူးလေးပါရှင်ဒါလေးကတော့အခုနောက်မှာအတစ်ထွက်လာတဲ့ကောင်းရှော့ရအထုပ်လေးပါအခုလိုမျိုးဝိုင်းကိုလက်ဆောင်ထည့်ပေးတဲ့မင်္ဂလာပါတရောကမွန်ကောင်းရှော့ရမိသားစုကိုကျေးဇူးတင်ပါတယ်ရှင်ဒီထက်မကလည်းလုပ်ငန်းကင်ကောင်းနေအဆင်ပြေပါစေလို့ဝိုင်းရဒီနေ့ကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးပါတရားရမှာပွဲဝိုင်းလို့ရဲ့တရားရမှာပြေဆုံးသောထားတိုင်းလို့ရာအတူသာမှာအမေရာကိုနောက်ဆုံးမသွားတဲ့တရားရွှေအရေးအောင်ငြိမ်းချမ်းမှုရသွားစေတရားရမှာပွဲဝိုင်းလို့ရဲ့တရားရမှာပြေဆုံးသောထားတိုင်းလို့ရာအတူသာမှာအမေရာကိုနောက်ဆုံးမသွားတဲ့တရားရွှေအရေးအောင်ငြိမ်းချမ်းမှုရသွားစေလောကဒန်ကိုအန်တူချက်ချင်းစင်ပြေယာမှသူများတနာအောင်မျက်ရည်ချူနောက်ွယ်ကြအတင်ပြောရှေ့ချိုတွေ့ချိုကွေရမနာလို့ဆိုတဲ့ဇက်ရုပ်ကိုပြပြအောင်တရုပ်ဆောင်ခဲ့သောဗန်နုတွေစကားနမဲမှာအငိုမျက်လုံးအပြုံးမျက်နာဆိုတဲ့စကားမှာအကယ်ဒမီဇက်ဆောင်စုကိုစုခုရရှိသွားပါတယ်ရှင်အကယ်ဒမီဇက်ဖို့စုကိုတော့ကပ်ဖားရဖားသိမ်းရမှာရရှိသွားပါတယ်ရှင်အခုပြောသွားတဲ့စာသားလေးတွေကိုလေဝိုင်းကို TikTok Messenger ကနေပို့ပေးတဲ့ညီမလေးကိုကျေးဇူးတင်ပါတယ်ရှင်တတဒေါသတွေကိုရှောင်ဖို့ဆန္ဒမစိုးနဲ့ကြွပြီးရဲ့အောက်ကလူကိုနိုင်နာမျိုးနဲ့တပါမပြနဲ့အောက်ပါတယ်ကိုယ်သိခါကိုပြမလူနဲ့တပည့်မကောင်းရင်ဆရာကောင်းမယ်လမ်းကွေးကောင်းရင်တော့တိုင်းသွားမိရမလို့ရှင်နာလေဘာလို့ဒီလေကိုနဲ့ကပါဆုံးလိုက်ခဲပါရှင်ရှောင်းသွားမယ်လာမပြောနဲ့ဘတ်စကားတွေကြလန်းနဲ့နေဘူးတွေသွားတော့အသားလေးမဲပါမယ်ကဲချစ်တာဒီနေ့ကအမျိုးသားနေ့ဖြစ်တဲ့အတွက်ကြောင့်အမျိုးသားတွေအားလုံးကိုချစ်ပါတယ်ရှင် I love you